ကျွန်တော်အခု45ဘတ်ပဲသုံးပြီးတော့ဟိုတယ်ကနေပြီးတော့40ကိုဘယ်လိုသွားရမလဲဆိုတာတစ်ချက်ပြပြပါမယ် Okay let's go ကျင်ပါတော့ကျွန်တော်အခုရောက်နေတာကတော့Paradise Station နဲ့ Richard Barrow Station ရဲ့နှစ်ခုအလယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ Family House 2ကိုသွားမယ်ဆိုရင်တော့ကျွန်တော် Richard Barrow Station မှာဆင်းပြီးတော့လမ်းလျှောက်သွားရင်5မိနစ်လောက်ပဲရှိပါတယ်တကယ်လို့ Family House 1မှာနေမယ်ဆိုရင်တော့ကျွန်တော်တို့ဖျားတိုင်း station မှာဆင်းပြီးတော့လမ်းလျှောက်သွားမယ်ဆိုရင်5မိနစ်ပဲဝေးပါတယ်တကယ်လို့8တွေလက်ခိတ်တွေပါတယ်ဆိုရင်တော့ကျွန်တော် recommend တော့မပေးဘူးပေါ့နော်ဒီနေရာကကြတော့လက်ခိတ်တွေနဲ့မှဆင်းပြပေါ့ Okay လိုက်ကြည့်လိုက်အောင် Okay ကျွန်တော်အခုဖျားတိုင်း station ကိုရောက်ပြီပဲဖြစ်ပါတယ်ဆက်လိုက်ကြည့်အောင်နော်သူကအင်္ဂလိပ်လိုဝယ်လဲရတယ်ထိုင်းလိုဝယ်လဲရတယ်ပေါ့နော်ကျွန်တော်အခုထိုင်းလိုမဝယ်ဘူးအင်္ဂလိပ်လိုဝယ်ပြပေးလို့ပေါ့နော်ဒီမှာပထမအောင်ဆုံးတန်းစီပြရမှာပေါ့to the airport 3%. Okay, 3%, 135. For airport, Okay, thank you. ပြန်နဲ့ပြရင်ကျွန်တော်ဒီပုံပါတင်လိုက်ပါနော်ပြီးကြရင်သူဒီမှာကသူစိုင်းပြထားတယ်ပေါ့နော်ဆွမ်းနာဘုံမေto the airport ဆိုပြီးတော့ကျွန်တော်ဒီတိုင်းလေးသွားလိုက်အောင်ပါပဲလွယ်ပါနော်ဒီကယ်လို့ကိုမတက်နိုင်ဘူးဆိုရင်ဟိုမှာဆိုရင်ဓာတ်လေကားနဲ့လည်းသွားလို့ရတယ်ပေါ့နော်ဒီဘက်မှာဓာတ်လေကားရှိတယ်ဓာတ်လေကားနဲ့သွားလို့ရတယ်ကျွန်တော်တော့ဆက်လေကားနဲ့သွားတာပဲတစ်ချက်ပြပေးမယ်ကဲကျွန်တော်ဆိုပြီးရထားတဲ့စောင့်ပြီနော်ကျွန်တော်ခုလေဆိပ်ကိုရောက်ပြီပေါ့နော်ဂျာတင်ကကြတော့25မိနစ်ပဲရှိတယ်ticket ဘိုးကကြတော့45ဘတ်ပဲရှိတယ်ပေါ့နော်တကယ်တစီနဲ့လာမယ်ဆိုရင်တော့ဂျာတင်က1နာရီလောက်ရှိမယ် traffic jam လည်းရှိတယ်ပေါ့နော်တစီဘိုးဆိုရင်ကကြတော့900လောက်ရှိတယ်ဒီအားနဲ့ဆိုရင်တော့ကျွန်တော်တို့25မိနစ်နဲ့45ဘတ်ပဲရှိတယ် Okay အဲဆိုရင်ကျွန်တော်တို့ထဲကိုတစ်ချက်တွားကြည့်အောင်လေဆိပ်ကိုရောက်ပြီဆိုရင်ကျွန်တော်တို့အခု4 floor ကိုသွားရမယ်ပေါ့နော်ဘာလို့ဆိုရင်တော့ဒီဘတ်ချာက4 floor မှာရှိတဲ့အတွက်ကျွန်တော်4 floor ကိုသွားရမယ် Okay ချက်လိုက်ကြည့်ပြီနော်ဒါဆိုရင်တော့ကျွန်တော်တို့ exit to the airport ပေါ့နော် airport ကိုသွားမယ့်နေရာပေါ့ Okay သွားကြအောင်တော့အခု၄လွှာကိုရောက်ပြီပေါ့နော်ဒီ၄လွှာမှာဆိုရင်ခုဒီကောင်တာအများကြီးရှိတယ်ပေါ့နော်ကိုဝယ်ထားတဲ့ ticket ပေါ်မှာမူတည်ပြီးတော့ကောင်တာရှာပြီးတော့ချက်ဝင်လို့ရပါပြီအားလုံးပဲကျေးဇူးပါ